30ကျော်မမတွေအတွက် retinol လေးသုံးကျင်တယ်လို့မေးထားတဲ့ညီမလေးတွေအတွက်မမုတ်ဥထားတဲ့ဟာလေးတွေကိုထုတ်ပြပေးပါမယ်။မမုတ်တည်တည်ချာချာလေးပေါ့နော်။ရှာဖွေထားတဲ့ဟာလေးတွေရှိပါတယ်။အဲ့ဒါကဘာတွေလဲဆိုတော့ Celimis retinol ပြီးလို့ရှိရင် ordinary ပြီးရင် Frankie ပြီးရင် Sun by me ပေါ့နော်နောက်တစ်ခုကကြတော့ Equaberry ပေါ့နော်အဲ့ဒီဥစ္စာလေးတွေပါသူကကြတော့တကူးဆိုတကူးပေါ့နော်သုံးပြီးတဲ့အချိန်မှာအရန်ကို reset ကောင်းတယ်အရန်ကို international ဟိုပါပေါ့နော်တကယ် international blogger တွေကြားထဲမှာအရန်ကိုနာမည်ကြီးတယ်ဒီ Celimis ပေါ့ retinol ဆိုလို့ရှိရင်တကယ်ကို international brand international blogger တွေကြားထဲမှာအရန်ကိုနာမည်ကြီးတယ်အရန်ကိုကောင်းတယ်ပေါ့နော်ကိုကသိချင်တယ်ဆိုလဲ review တွေကိုရှာကြည့်လို့ရပါတယ် ordinary ဆိုတာလည်းကိုကရဲ့နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ brand တစ်ခုပါပဲပြီး Frankie ပေါ့နော်ပြီးလို့ရှိရင် Sun by me ပေါ့ Sun by me ဆိုလို့ရှိရင်လည်း review တွေရှာကြည့်ပါအရန်ကိုကောင်းပါတယ်အဲ့ Sun by me brand ကလည်းတော်တော်လေးကို quality ကောင်းတယ်တပူးဆိုတပူးသုံးပြီးတဲ့အချိန်မှာအရန်ကို result တည်တာတယ် retinol တွေပါပြီးနောက်တစ်ခုကကျတော့ Equaberry ကကျတော့ဘာလဲဆိုတော့ခရမ်းရောင်ဘူးလေးပေါ့နော်ဒီဘူးလေးပေါ့အဲ့ဒီဘူးလေးကကျတော့ကိုက retinol လည်းသုံးကျင်တယ်ကိုယ့်ရဲ့အသားရည်ကဘာလို့ sensitive skin ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါကိုသုံးလို့ရတယ်သူကကျတော့ဈေးလေးကလည်းလှတယ်ပစ္စည်းကလည်းအရန်ကိုကောင်းတယ်ပေါ့နော်လုံးဝ affected လည်းဖြစ်တယ်ဟိုအဲ့လိုအသားရည်ပါတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းသုံးကြည့်ဖို့အတွက်အရန်ကိုအဆင်ပြေတယ်ပစ္စည်းလေးတစ်ခုပေါ့နော်အဲ့တော့ဒါတွေဒီအကုန်လုံးက retinol ဆိုတာဒီ active ingredient ဖြစ်ပါတယ် active ingredient ဖြစ်တဲ့အတွက်ဒီလိုပစ္စည်းမျိုးတွေသုံးမယ်ဆိုရင်စနစ်တကျကိုကသုံးဖို့တော့လိုတယ်ပေါ့နော်အဲ့တော့ကိုကဒီဥစ္စာတွေသုံးမယ်ဆိုရင်ဘယ်ဥစ္စာပဲဆန်းအနည်းဆုံး 0.1% ကနေစပြီးတော့စမ်းပါပြီးတော့မှတစ်ပတ်ကိုဆိုလို့ရှိရင်ကိုကတနင်္လာနေ့သုံးတယ်ဆိုလို့ရှိရင်အင်္ဂါဗုဒ္ဓဟူး2ရက်အဲ့ဒါကိုနားပြီးတော့ကြာတာပရိနေအဲ့လို2ရက်ချားပေါ့နော်စသုံးတဲ့ချိန်မှာအဲ့လိုမျိုးလေးတွေသုံးပါဆိုလို့ရှိရင်နောက်တစ်ခုသိရမယ့်အရာက moisture ပေါ့နော် moisture ဆိုလို့ရှိရင်လည်းသူက AHA BHA ဗီတာမင် C ဆိုတဲ့အဲ့ဒါတွေမပါတဲ့ moisture မျိုးကိုရွေးချယ်ပြီးသုံးဖို့အရေးကြီးတယ်နောက်တစ်ချက်ကကြတော့ sun cream ပေါ့နော် sun cream ကကြတော့မနေ့မိုးလင်းပြီးဆိုတာနဲ့သူကဟိုပေါ့နော် UVA ပါတာဖြစ်တဲ့အတွက်မနေ့မိုးလင်းကလေးက sun cream ကိုလိမ့်ဖို့အရေးကြီးပါတယ်ပေါ့နော်ဒါကတော့အသက်30ကျော်မမတွေအတွက် retinol လေးသိကျင်နေဆိုလို့အရေးကြီးတဲ့အချက်လက်ကလေးတွေပါထည့်ပြီးတော့ပြောပြသွားတာပါဒါဆိုလို့ရှိရင်တော့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်တာယာသောနေ့လေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတာ